အမိုးကကောင်းကင်ချမ်းပြင်ကမြေကြီးထင်နေတဲ့ကဘာမျိုးကိုရဖူးတာ Season 5ကိုကြိုးဆိုပါတယ်ဒါကတော့မဖိုးထုတ်ရသေးတဲ့အာရှမွန်ဂိုလီးယားမှာဒီနိုင်ငံမှာလူဦးရေထက်မြင်းအရေအတွက်ကပိုများတယ်လူသူကင်းမဲ့တဲ့မြက်ခင်းပင်ကျဲကြီးတဲ့မြင်းစည်းရတဲ့ခန်းစားချက်ကလွတ်လပ်ခြင်းရဲ့အတိတ်ပဲအစစ်အမှန်ပါပဲဒါပေမဲ့ဒီခရီးမှာအန်အောရှာအကောင်ဆုံးကတော့နှစ်ပေါင်းထောင်ကြီးသမိုင်းရှိတဲ့လင်းကမှုစိုးကြီးတွေပါပဲလူသားနဲ့တဘာဝတရားကြားကဒီလိုနဲ့ဆိုင်တဲ့သင်ဩစီမျိုးကဘာပေါ်မှာရှားပါတယ်မြက်ခင်းပင်ဒီဆုံးသွားရင်တော့ရွှေရောင်ဂိုဘီတဲကန်နာကြီးစတင်ပါပြီတိတ်ဆိတ်မှုလကွယ်ဘာအတမ်းမှမကြားရဘူးညနေဆောင်ရင်တော့ခြေသလုံးအိမ်တိုင်းတွေရဲ့ရိုးရာတဲ့အိမ်လေးဂါးစီအလဲသွားကြမယ်အပြင်မှာအေးခဲနေပေမဲ့သူတို့ရဲ့ဖော်ရင်မှုကရင်ကိုနှွေးထွေးစေတယ်အင်တာနက်မရှိဖုန်းလိုင်းမရှိတဲ့ဘဝကပိုပြီးရှင်းတန်းနေတယ်လို့ပဲမြို့ပြရဲ့မီးရောင်နေမရှိတဲ့အခါစကြဝဠာကြီးတစ်ခုလုံးကတင့်မျက်စိရှေ့မှာပေါ်လာတယ်ဒီခီးစဉ်ကတင့်ကိုယ်တင်ဘလောက်သေးငယ်ကြောင်တတိပေးလိမ့်မယ်တစ်ချိန်တည်းမှာပဲအဆုံးမဲ့လွတ်လပ်ခွင့်ကိုလည်းပေးစွမ်းပါတယ် Season 5ရဲ့အန်တိုအီရှာခီးစဉ်ကြီးစတင်ပါပြီနောက်ထပ်ဘလို့လူဝက်ချက်ဒီကြံကြီးလေးလဲအတူတူရှာဖွေဖို့ Mario's Notebook ကို subscribe လုပ်ထားလိုက်ပါဦး